ဆရာဦးပုံညာ၏ကလေးပုံပြင်များထဲမှလူမိုက်ကံကောင်းဆိုတဲ့ပုံပြင်လေးကိုဖတ်ပြပါမယ်။တခါတုန်းကအိန္ဒိယပြည်ရွာလေးတစ်ရွာမှာပုံသားတစ်ယောက်ရှိတဲ့အဲ့ဒီပုံသားဟာဉာဏ်လည်းမရှိဘူးပိုက်ဆံလည်းမရှိဘူးဒါပေမဲ့သားသမီးတွေတော့အများကြီးရှိတဲ့ပြီးတော့သူတို့လင်မယားမိသားစုဟာတရွာဝင်တရွာထွက်နဲ့ရက်လေးမျက်နှာကိုလှည့်ပြီးတောင်းစားရတာပေါ့ဒီလိုလှည့်လေတောင်းစားရင်မြို့ကြီးတစ်မြို့ကိုရောက်သွားတော့တထေးကြီးတဦးအိမ်မှာအလုပ်ဝင်လုပ်ကြတဲ့သူ့သားသမီးတွေကတထေးကြီးရဲ့နွားတွေကိုကြောင်းကြရတယ်သူ့မိန်းမကတထေးကြီးရဲ့အိမ်တွင်းအလုပ်တွေကိုလုပ်ရတယ်သူကတော့တထေးကြီးလက်တူလက်ရှိခိုင်းရတဲ့လက်ပါစီအနေနဲ့အမှုထမ်းရတဲ့ဒီနေ့ကျတော့တထေးကြီးသမီးကိုမင်္ဂလာဆောင်တဲ့မင်္ဂလာပွဲကြီးကိုကျင်းပတဲ့မင်္ဂလာပွဲကြီးမှာသူတို့သမီးသူတို့သားနှစ်ဦးနှစ်ဖက်ကဆွေတွေမျိုးတွေအပေါင်းအသင်းတွေဟာဝင်ကြထွက်ကြစားကြတောက်ကြနဲ့အင်မတန်ပြောစရာကောင်းတာပေါ့လက်ပါစီပုံသားလေထေးကြီးကသူ့ကိုခေါ်ပြီးကျွေးလိုက်မယ်မွေးလိုက်မယ်ထင်ပြီးသူ့ရှာကတရေတများများနဲ့ဖြစ်နေရှာတဲ့စီဦးထောပတ်နဲ့လှုပ်ထားတဲ့မုံတွေကိုလည်းလဲမျိုးခိုက်အောင်စားလိုက်မဟဲ့လို့ပါဇက်တပြင်းပြင်းရှာတစ်ချက်ချက်နဲ့ဖြစ်နေရှာတဲ့ဒါပေမဲ့တထေးကြီးကသူ့ကိုလည်းတတိမရဘူးသူ့အိမ်သားတွေကိုလည်းမိထားတဲ့ဒီတော့ဘုံသားလည်းစိတ်ပြတ်တာပေါ့လေအဲ့ဒါနဲ့ညကြတော့သူ့မိန်းမကိုပြောတဲ့ရှင်မရဲ့သူတို့ကညံလည်းမရှိပတ်စံလည်းမရှိဒီတော့ဘသူကမှကျုပ်တို့ကိုလူရမသွင်းဘူးခိုင်းစရာရှိရင်တော့ခိုင်းပါပဲရဲ့ပေးစရာကြွေးစရာရှိရင်တော့ကျုပ်တို့ကိုမေ့ထားကြတာပဲဒီတော့ကျုပ်အကြံထုတ်ကြည့်တယ်ကျုပ်ဟာဘေးတွင်တက်တယ်လို့ဆိုရင်လူတွေယူသေးလာကြလိမ့်မယ်အဲ့ဒါကြောင့်ကျုပ်ကဘေးတွင်တက်ချင်အောင်ဆောင်မယ်ရှင်မကအခွင့်တာရင်တထေးကြီးကိုကျုပ်ဘေးတွင်တက်ကြောင်ပြောပြပါဟုတ်ရဲ့လားလို့ခိုင်းတဲ့အဲ့ဒီလိုအကြံထုတ်ပြီးပုံသားဟာအိမ်ထဲကတိတ်တိတ်လေးထွက်သွားတယ်မင်္ဂလာဆောင်အိမ်မှာလူတွေအိမ်မောကြလို့ညိတ်နေတာကိုသိရတော့မြင်းချောင်းကိုဝင်ပြီးတထေးကြီးရဲ့တမတ်သူတို့သားစီးလာတဲ့မြင်းကိုဆွဲထုတ်သွားတဲ့အိမ်နဲ့အတော်ဝေးဝေးကိုရောက်တော့မြင်းကိုလူကွဲရတဲ့နေရာမှာအသာကလေးဖွက်ထားလိုက်တဲ့မနဲ့ကြတော့သူတို့သားရဲ့မြင်းပြောက်တယ်ဆိုတော့ရှာလိုက်ကြတာနှံ့နေရပဲဒါပေမဲ့မတွေ့ကြဘူးတဲ့မင်္ဂလာဥအခါမှာမြင်းပြောက်တယ်ဆိုတော့နမိတ်မကောင်းဘူးဆိုပြီးတထေးကြီးလည်းအင်မတန်စိတ်ညစ်တယ်အဲ့ဒီအခါမှာပုံသားရဲ့မယားကတထေးကြီးစီကိုလာပြီးပြောတာပေါ့လေအရှင်တထေးကြီးကျွန်တော်မရဲ့ယောက်ျားဟာဘေးရင်သုံးပုံတက်ပါတယ်ပစ္စည်းပြောက်ဟောရမယ်ဆိုရင်လေပထမတန်းမှာပဲမြုံရင်မိကြည့်ပါမမှန်ရင်လက်ဖြတ်ခံနိုင်ပါတယ်လို့ပြောတဲ့ဒီတော့တထေးကြီးကပုံသားကြီးကိုခေါ်တာပေါ့ပုံသားကြီးကလည်းဟန်ကြီးပန်ကြီးနဲ့မနေ့ကတော့ကျွန်တော်ကိုတတိမရဘူးဒီနေ့မြင်းပြောက်တော့မှကျွန်တော်ကိုခေါ်တာပေါ့လေလို့ပြောတဲ့တထေးကလည်းလေချိုကလေးတွေးပြီးအေးကွယ်မတော်လို့မိသွားတာပါစိတ်မရှိပါနဲ့မြင်းပြောက်တဲ့အကြောင်းကိုဟောစမ်းပါဦးလို့ပြောတဲ့အဲ့ဒီအခါမှာပုံသားဟာဟန်တလုံးပန်တလုံးနဲ့မြေကြီးပေါ်ကိုလက်ညှိုးထောက်ပြီးဟိုချစ်ထီချစ်ဘေးရင်တွက်ချင်အောင်ဆောင်တာပေါ့ပြီးတော့မှအင်္ဂလိပ်ကြီးထားပြီးဟောတာကိုဘေးရင်သုံးပုံရဲ့အလူအားဖြင့်ဆိုရင်သူတို့သား၏မင်္ဂလာမြင်းကိုဖိုးသူတို့သည်အကာလညအခါတွင်ခေါ်ဆောင်သွား၍ဤရက်မှမြောက်ဖက်မျက်နှာရွာစီယိုးခြုံွယ်တွင်ဖုံးဝှက်ထားကြပါတဲ့နေမဝင်ခင်တွားရောက်ယူဆောင်ပါမှကိုမြင်းသည်သူ့မြင်းမဖြစ်မိကိန်းရှိပါတဲ့တထေးကြီးလို့ဟောတာကိုခေါ်တဲ့အတိုင်းပဲတွားရှာကြတော့မြင်းကိုတွေ့ကြတာပေါ့အဲ့ဒီတော့လူတွေကပုံနာကိုချီးမွမ်းကြတဲ့ဘေးကလည်းလက်ပါစီဖြစ်မထားတော့ပဲပညာရှိကြီးအနေနဲ့ကျွေးမွေးပြုစုထားတဲ့ဒီနေ့ကျတော့ရှင်ဘရင်ကြီးရဲ့နန်းတော်တွေကကြောက်တံပရမားတွေကိုလူခိုးလို့ပျောက်ပါလီရောတဲ့ခိုးကိုလိုက်လံစုံစမ်းလို့မရတော့ရှင်ဘရင်ကြီးကပုံနာကိုခေါ်ပြီးဘေးရင်ထွက်ခိုင်းတာပေါ့ဒီတော့ပုံနာဟာအကြံရခတ်တာနဲ့မနက်ဖြန်မိုးတောက်ခါမှာမင်္ဂလာရှိတဲ့ချိန်မှာဟောပြစီဖျားလို့လျှောက်ထားတဲ့အဲ့ဒီအခါရှင်ဘရင်ကြီးကပုံနာကိုအဆောင်တော်တစ်ခုထဲမှာနေစေတဲ့အဆောင်ချက်တွေကလည်းအပြင်ဘက်ကစောင့်နေကြတာပေါ့တက်ချင်အောင်ဆောင်နေတဲ့ပုံနာလည်းအများကြီးစိတ်ညစ်ကြပေါ့လေအဲ့ဒီနန်းတော်ထဲမှာအပြူတော်တယောက်ရှိတဲ့သူ့နာမည်ကကလားလို့မိရှာလို့ခေါ်တယ်မြန်မာလူတော့မဲရှာပေါ့ပါဆက်သေးကရှာပေါ့
လက်ဆက်သက်တော့နန်းတွေကကြောက်တံပရများတွေကိုခိုးတာကသူ့ကိုအခုပညာရှိပုံနာကိုရှင်ဘီရင်ကခေါ်ပြီးမေးတယ်ဆိုတော့မေရှာလဲစိတ်ပြီးကြောက်လာတာပေါ့အဲ့ဒါကြောင့်ပုံနာနေတဲ့အဆောင်တော်နားကိုသွားပြီးတိတ်တိတ်ကိုချောင်းတဲ့အဲ့ဒီအခိုက်မှာစီဦးထောပတ်ကြိုက်တဲ့သူ့ရှာကိုပုံနာကအပြစ်တင်နေတာကိုဟဲ့ရှာဒီတစ်ခါတေရွာသွားဖို့ပြင်ပြီးတော့လို့ထပ်ပြန်တလဲရွတ်ဆိုပြီးအပြစ်တင်နေတဲ့အဲ့ဒါကိုအပြူတော်မဲရှာကကြတော့ငါခိုးတာကိုတိသွားပါပြီဆိုပြီးအဆောင်တော်ထဲကိုကြောက်လန့်လန့်နဲ့ဝင်တဲ့ရောက်တော့ပုံနာကြီးခြေထောက်ကိုဖတ်ပြီးငိုတာပေါ့။အိုပုံနာကြီးကြောက်တံဗရမ ्या တွေကိုကျွန်တော်မှခိုးမိတာမှန်ပါတယ်။ဥယျာဉ်တော်တွေကတလဲပင်အောက်မှာမြုပ်ထားပါတယ်လို့ဖွင့်ပြောတာပေါ့။အဲ့ဒီတော့ပုံနာကဟန်တလုံးပတ်နှလုံးနဲ့အိုငါကုန်သိပါတယ်ပြောနေဖို့မလိုပါဘူး။ငါကအရင်ကဖြစ်လာတာကိုလည်းသိတယ်အခုဖြစ်တာကိုလည်းသိတယ်နောက်ဖြစ်မှာကိုလည်းသိတယ်အခုမဲမင်းကရှ िख ိုးတောင်းပန်နေတာမို့မဲမင်းကိုအပြစ်လွတ်မယ်ငါ့ကိုသာရှိသမျှရွှေကလေးငွေကလေးနဲ့ကြောလို့ပြောတဲ့အဲ့ဒီလိုနဲ့ရှင်ဘရင်ကြီးရဲ့ကြောက်တံပရများတွေကိုပြန်တွေ့တာပေါ့လေပုံနာလဲစုတော်လက်တော်တွေရပြီးနာမည်သိကြီးသွားတာပေါ့ဒါပေမဲ့သူ့စိတ်ထဲမှာတိတ်တိတ်ကြိတ်ပြီးကြောက်နေတာကကံကောင်းထောင်းမှလို့ဒီတစ်ခါငါလွတ်သွားပြီနောက်တစ်ခါဆိုရင်တော့အခက်ပါပဲလို့ဆိုတာပေါ့အဲ့ဒီရှင်ဘရင်ကြီးမှာပညာရှိမတ်ကြီးတစ်ပါးရှိတဲ့မတ်ကြီးကပုံနာကိုတဲပြီးမယုံဘူးဒါကြောင့်ရှင်ဘရင်ကိုတူးတူးလျှောက်တဲ့ရှင်မင်းကြီးဒီပုံနာဟာဗေဒင်သုံးပုံတက်တယ်ဆိုပေမဲ့ဗေဒင်ကျမ်းတွေကိုဖတ်ရွတ်လေ့လာတာလည်းမတွေ့ရဘူးဟန်ဆောင်ပြီးလိမ့်လေလှည့်ပြားနေတယ်ထင်ပါတယ်စုံစမ်းကြည့်ရင်တင့်တော်မယ်ထင်ပါတယ်လို့လျှောက်တဲ့ဒီတော့ရှင်ဘရင်ကြီးကတောက်တော်ရီတကောင်းတစ်ခုထဲမှာဖားကလေးတကောင်ထည့်ပြီးတကောင်းဖုံးနဲ့ပိတ်တဲ့ပြီးတော့ပုံနာကိုခေါ်ပြီးကဲပုံနာကြီးတကောင်းထဲမှာဘာရှိတယ်ဆိုတာကိုဟောနိုင်ရင်ဆုလက်ကြီးစွာပေးသနာတော်မူမယ်လို့ပြောတဲ့အဲ့ဒီကပုံနာလေအလိန်ပေါ်တော့မှမို့တိတ်ကြောက်တာပေါ့တိတ်ကြောက်နေတော့ဘာမဆိုင်ညာမဆိုင်နဲ့သူ့ဖေကသူ့ကိုငငယ်တုန်းကပြောင်ပြီးခေါ်တဲ့ငယ်နာမည်ကိုတွားပြီးတတိယတဲ့အဲ့ဒီနာမည်ကငရွှေဖားတဲ့အဲ့ဒါနဲ့သူ့နာမည်ကိုသူခေါ်ပြီးညီးတာပေါ့တကောင်းလေးကတောက်တော်ကြီးစိတ်အေးပါပြီအေးပြီတော့လဲငရွှေဖားပူပင်တော့ကများလို့ညီးတဲ့အဲ့ဒါကိုကြားတော့လူတွေကတိတ်သဘောကြတာပေါ့မှန်နေဟေးဒီပုံသားကြီးဗေဒင်သိမ့်မှန်တာပဲလို့ဝိုင်းပြီးအော်ဟစ်ကြတာပေါ့ရှင်ဘရင်ကြီးကလည်းအဟုတ်မှတ်တာပေါ့အဲ့ဒါကြောင့်ပုံသားကိုစုတော်လက်တော်အနေနဲ့ရွာသုံးရွာအပိုင်စားပေးတဲ့ရွှေတွေငွေတွေဝေါ်တွေရင်တွေကိုလည်းတနာတော်မူတဲ့အဲ့ဒီလိုနဲ့ပုံသားလဲလူမိုက်ကံကောင်းဖြစ်ပြီးဘုံတကူကြီးလေတဲ့ပုံမြင်လေးကတော့ဒါပါပဲနော်